ဒီနေ့ရဲ့ဒီစူပါပေါ့နော်အသုံးများတဲ့စကားလုံးထဲကနံပါတ်14ကတရုတ်လိုကရှင့်ချုံလလို့ပြောတယ်။ဗမာလိုအရင်ဆုံးအဓိပ္ပာယ်မပြောခင်မှာတရုတ်လိုဒီချုံဆိုတာကရုပ်ဆိုးသည်လို့ပြောတာ။ငါရဲ့ရုပ်ဆိုးတာကိုငါကရှင့်ဆိုတာအများရှိမှပြသေးတယ်တဲ့။အဲ့ဒါဆိုဘာလို့ဆိုလိုတာလဲဆိုကိုနှိမ့်ချပြီးပြောဆိုတာပေါ့။ငါ့ကိုသချင်းဆိုခိုင်းတယ်ငါဆိုတာကောင်းလားမကောင်းဘူးလားတီးခံပြီးတော့နားထောင်ပေးပါကျွန်တော်ဆိုပြပါမယ်အဲဆိုရှင့်ချုံလာကိုယ့်ရဲ့သိမပြည့်စုံတဲ့အတတ်ပညာလက်ရတစ်ခုခုကိုပြသတဲ့အချိန်မှာเนาะပြောတာပေါ့တရုတ်သချင်းတစ်ပုဒ်ဆိုပြမယ်တဲ့我唱一首中文歌一首တစ်ပုဒ်เนาะ中文歌ဆိုတာမကောင်းပါဘူး唱得不好ဆိုတာတော့မကောင်းပါဘူးရှင့်ချုံလာအားလုံးမရည်ကြနဲ့เนาะအဲ့လိုငါရဲ့ကြည့်လို့မကောင်းတာမရည်ကြပါနဲ့ရှင့်ချုံလာเนาะပြီးတော့တိတ်မကျွမ်းကျင်ဘူးတဲ့ဖြစ်တယ်လို့နည်းနည်းပြောကြည့်မယ်တဲ့အားလုံးမရည်ကြနဲ့ပေါ့我也不太专业专业ဆိုတာကလေကျွမ်းကျင်ဖြစ်တာ不太专业တိတ်တော့မကျွမ်းကျင်ပါဘူးဖြစ်တယ်လို့နည်းနည်းပြောကြည့်မယ်随便说几句随便ဖြစ်တယ်လို့เนาะ说几句ဘယ်နှခွန်းလောက်ပဲဒီနာကကျုပ်ဆိုတာဘယ်เนาะဘယ်နှခွန်းလောက်ပဲပြောကြည့်မယ်ရှင့်ချုံ啦အားလုံးမကြီးပါနဲ့大家别笑အမရှင့်ချုံ啦大家别笑เนาะမလေးကျင်တာကြပြီတဲ့တာမန်အစင်လောက်ပဲတဲ့အရင်ပြောကြည့်မယ်တဲ့အရင်ပြကြည့်မယ်ပြောကြည့်တယ်ပြကြည့်တယ်ဆိုကြည့်တယ်တခုခုပေါ့เนาะ好久没练了မလေးကျင်တာကြပြီအရင်တော့ကျွမ်းတယ်ပေါ့အခုကတော့မလေးကျင်တာကြတော့水平一般水平ဆိုတာလေအဆင့်เนาะ一般ဆိုတာတာမန်လေးပုံမှန်လေးအဲ့ဆို水平一般我先献丑一下ငါအရင်ဆုံးရှင့်ချုံဆိုတာပြကြည့်မယ်နော်အရင်တစ်ချက်လောက်အားလုံးကိုကျွန်တော်လုပ်ပြပါမယ်ပြောပြပါမယ်ပြောတာမှားတာရှိရင်သတိပေးပါအောင်有说的不对的地方ပြောတာမမှန်တဲ့နေရာ有说的错的地方有说错的地方အဲ့လိုပြောလဲရတယ်နော်你们提醒我နော်提醒အဲ့မှာဒါလေးပျောက်သွားနော်提醒我ဆိုငါ့ကိုတတိပေးပါအောင်你们提醒我နော်ပထမအကြိမ်နဲ့လူတလောက်အများကြီးရှေ့မှာပြောတာနည်းနည်းရင်ခုန်တယ်ပထမအကြိမ်第一次နော်လူတလောက်အများကြီးရှေ့မှာဆိုတော့这么多人ဆိုတာလူတလောက်အများကြီးရှေ့မှာ在နော်在这么多人လူရှေ့မှာ前面အမ面前လည်းရတယ်前面လည်းရတယ်နော်面前讲ဒါ ang ဖြတ်မယ်သူက auto တွေဖြုတ်ပလိုက်တာ面前讲နည်းနည်းရင်ခုန်တယ်可能有点紧张紧张ရင်ခုန်တယ်ရင်ခုန်တာနည်းနည်းဖြစ်လိမ့်မယ်ရှင်းရှင်းချို啦အရင်ဆုံးပြလိုက်ပြီနော်还请多包涵ဆိုတဲ့စကားလုံးကလေသူကအစင်မြင့်စကားလုံးလေးနားလည်ပေးပါလိုအပ်တဲ့နေရာလေးရှိလို့ရှိရင်လည်းပြောပေးပါနားလည်ပေးပါအဲ့လိုအနေထားဆို包涵လို့သုံးတယ်ဒါကြောင့်မို့ရှင်းရှင်းချို啦还请多包涵နော်အခုမှ game စကစားတာတဲ့ကစားတာမကောင်းရင်နားလည်ပေးပါအခုခေတ်စားနေတဲ့ game တွေအတူလိုက်ဆော့တာကိုမတက်နိုင်လို့လိုက်ဆော့ရတယ်游戏 game 我刚开始玩အခုမှစဆော့တာ刚开始စဆော့ဒီ打得不好အဲ့မှာ打游戏လို့ပြောတယ်ဒါကြောင့်မို့打လို့သုံးလဲရတယ်玩လို့ပြောချင်လဲရတယ်နော်玩得不好打得不好献丑了နားလည်ပေးပါကျွန်တော်ပြင်ဆင်ထားတာတိတ်မပြည့်စုံဘူး准备的ဒါ拼ကျန်ခဲ့တယ်နော်准备的ဆိုတာပြင်ဆင်တာတိတ်မပြည့်စုံဘူးပြည့်စုံတရား充分တိတ်မပြည့်စုံဘူး不太充分准备的不太充分အားလုံးကိုဖြောပြပေးလိုက်တယ်先给大家献丑了အခုသုံးနေတဲ့献丑了ပဲပြောမယ်နော်给大家献丑了တခုခုရှိရင်နောက်မှပြန်ပြောမယ်有问题တခုခုရှိရင်我们后面再说နောက်မှပြန်ပြောကြမယ်有问题我们后面再说နော်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အထင်ပြောကြည့်မယ်နဲ့ပတ်သက်ပြီးဆို关于这个问题关于这件事情问题လည်းရတယ်事情လည်းရတယ်
ကျွန်တော်အထင်ပြောကြည့်မယ်我说说我的看法ငါရဲ့အထင်ပြောတာမမှန်ရင်说的不对နော်献丑了အဲ့ဒါဆိုနားလည်ပေးပါ说的不对献丑了နော်ဒါတိုက်တဲ့တစ်ခုနောက်တစ်ခုဆက်ကြည့်မယ်နော်ဟုတ်ပြီနံပါတ်15ဖြစ်ရမယ်နော်ဒါ15哪里过奖了哪里ဘဲကလာကိုချီကျူးတယ်လေသူများရဲ့ချီကျူးမှုကိုပြန်ဖြေတာကိုကြောင်လို့ဆိုတော့ပြောတာကျွန်တော်ကိုပြောတာအဲ့လောက်ထိမဟုတ်ပါဘူးအဲ့လိုသဘောကိုဆိုတာလွန်နေတာကြောင်ဆိုတာချီကျူးတာနည်းနည်းလွန်သွားပြီကျွန်တော်မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒါနှိမ်ချတဲ့စကားကိုပြောတာနော်အဲ့ဆိုတော့哪里လို့ဘဲသုံးလဲရတယ်နင်းကိုကြောင်လို့ထပ်ဆက်လဲရတယ်ကိစ္စမရှိဘူးနော်你的用စကားပြောတာတကယ်မွတ်နေတာပဲ你中文说的真流利အဲ့မှာနော်真流利တကယ်မွတ်နေတာပဲအဲ့နဲ့ကိုကိုချီးကျူးတာလေ哪里还需要多学习ဘဲကလားမဟုတ်သေးပါဘူးများများသင်ယူဖို့လိုသေးတယ်လိုသေးသည်还需要多学习များများသင်ယူဖို့哪里还需要多学习နော်哪里您过奖了အဲ့လိုဆက်လဲရတယ်နော်ဟဲนี่သားလေးကအရန်ညံကောင်းတယ်နော်你儿子大真聪明啊တကယ်ညံကောင်းတယ်တော့您过奖了哪里您过奖了他有时候也很调皮တခါတရံဆိုလဲပဲ调皮အရန်ဆိုးတာတခါတလေကြရင်လဲပဲအရန်ဆိုးတယ်ပေါ့နော်ကျွန်တော်ကိုအတီးပြုတ်ပေးတာအရန်ကုန်ယူပါတယ်ကိုလူကြီးသူကောင်းတယောက်ကိုရဲ့တထေးတယောက်ကကိုလေအတီးပြုတ်လိုက်တာဟာနင်မစိုးဘူးနင်ကငါတို့ဖွဲ့သားဘာညာ能得到ရရှိတာ您的认可ဆိုတာအတီးပြုတ်မှုကိုပြောတာ能得到您的认可我当然很荣幸เนาะ当然အရန်ပဲ很ဒီနောက်မှာလဲ荣幸ပြန်ပြောင်းနေရเนาะ荣幸ဆိုတာလေ老师ရဲ့ဒီစူပါမှာပဲအရှိမတစ်ခေါက်တင်ပြီးသွားပြီเนาะသူများကကိုယ်ဂုံယူတယ်ဂုံပြုတယ်လို့ပြောရင်ကိုကလေဟာငါလည်းဂုံယူမှုကိုငါလည်းအရန်ဝမ်းတာပါတယ်ဆိုရဲပြောတဲ့စကားလုံးเนาะ我当然很荣幸ဒါပေမဲ့တဲ့ဒီတစ်ခေါက်ရလက်ကအဖွဲပူပေါင်းတာကြောင့်ပါ不过但是ဒီတစ်ခေါက်ရလက်这次的成果成果ရလက်更多的是ပုံများတာက团队合作的结果团队အဖွဲ合作ပူးပေါင်းတဲ့结果ရလက်团队合作的结果ပေါ့နော်ကျွန်တော်ဒီလိုချီးကျူးတာ您这样夸我这样ဒီလို夸我ချီးကျူးတာ确实是过奖了တကယ်လည်းပဲနည်းနည်းတော့ကျွန်တော်အဲ့လောက်ထိမဟုတ်ပါဘူးပေါ့နော်确实是过奖了ကျွန်တော်လိုနေသေးတယ်您这样夸我确实是过奖了Number 4တကယ်ကျွမ်းကျင်တဲ့သူနဲ့ရှင်လိုက်ရင်တဲ့သူသင်ယူစရာအများကြီးရှိသေးတယ်跟和真正的တကယ်ကျွမ်းကျင်တဲ့专家တက်ကျွမ်းတဲ့သူပညာရှင်相比难显也相比跟他相比我差多了သူနဲ့နိုင်ရှင်ကအများကြီးလိုသေးတယ်အမနော်和真正的专家相比ငါမှရှိနေသေးတယ်我还有很多需要学习的地方သင်ယူဖို့လိုအပ်တဲ့နေရာတွေအများကြီးလိုသေးတယ်ကျွန်တော်ကိုဒီလိုဒီလောက်ထိတော်တယ်လို့ချီးကျူးတာ你把我说的ကျွန်တော်ကိုပြောတာ这么厉害ဒီလောက်တော်တာငါကနည်းနည်းတော့အားနာတယ်我反而ဆိုတာစကားဆက်တလုံးဘာကိုပြောတာလဲဖြစ်ရတော့ဟုတ်တယ်ဒါပေမဲ့ကိုကသူပြောတဲ့အတိုင်းမဟုတ်တဲ့အပြင်ပို့ပြီးတော့မှတော့တခုဖြစ်တယ်လို့ပြောချင်တာ反而เนาะ我以为他很开心他反而难过了ငါထင်နေရသူဝမ်းသာမယ်ထင်နေရဟာမဟုတ်တော့သူလေးဝမ်းနေသွားတယ်အဲ့လိုတကယ်ဖြစ်ရတဲ့ဟာနဲ့ပြောင်းပြန်ဖြစ်တာအဲ့ဒါကို反而လို့ပြောတယ်เนาะ反而ဥပမာပေါ့大家都很开心အားလုံးကဝမ်းသာနေကြတယ်素ရတဲ့လူခါကြတော့他反而觉得很惊讶သူကတော့အရန်အံ့အားသင့်ပြီးတော့ပျော်ရွှင်တဲ့ပုံလည်းမပေါ်ဘူးတော့အဲ့လို反而有点不好意思过奖了အားနာစရာကြီးပေါ့နော်ဟုတ်ပြီနောက်တစ်ခု你ရေးတဲ့တင်ပြစာကအရန်စိတ်ဆက်တယ်你的报告တင်ပြစာ写的เนาะ非常详细အရန်စိတ်ဆက်ဖြစ်တယ်
哪里မဟုတ်ပါဘူး还有很多可以改进的地方改进ဆိုထပ်ပြီးတော့ပြင်စရာပိုကောင်းအောင်ပြင်တာအဲ့ဒါကို改进လို့ပြောတယ်နော်还有很多改进的地方ထပ်ကောင်းအောင်သူများကိုတခုတင်ပေးတယ်你学得很不错没有还有很多可以改进ငါအများကြီးထပ်ပြီးတော့ပြုပြင်ပြောင်းလဲစရာတွေအများကြီးရှိသေးတယ်အဲ့ဆို改进ကိုသုံးလေးရှိရနော်您ချက်တဲ့ဟင်းအဆင့်ကစပုံမူလောက်ရှိတော့မယ်တဲ့你做饭的水平အဲ့မှာဟင်းချက်တဲ့အဆင့်快赶上厨师了赶上ဆိုတာမီတာเนาะအခုကကြတော့赶上快ဆိုတာနီးပါဒီနားမှာ厨师了ကျန်ခဲ့ပြန်ပြီเนาะ厨师ဆိုတာကစပုံမူအဲ့ဆို快赶上厨师了စပုံမူလောက်မီတော့မယ်您给我讲了မဟုတ်ပါဘူးအာနာဆရာ家常菜而已家常菜ဆိုတာလေတာမန်ဟင်းအိမ်မှာချက်နေကြစားနေကြဟင်းဒီလိုမျိုးဟင်းပွဲတကယ်ပွဲမှာတက်တဲ့ဟင်းကိုပြောတာမဟုတ်ဘူးအဲ့ဆိုတရုတ်စကားမှာ家常菜တချို့စားတော့ဆိုင်ကတော့ special မရောင်းဒီလိုမျိုးအိမ်မှာစားနေကြဟင်းတွေပဲရောင်းတာအဲ့ဆိုရင်你们这里主要是卖什么我们主要卖一些家常菜မြင်နေကြသိနေကြဟင်းတွေပဲအဲ့လိုမျိုးပြောတာเนาะပြီးတော့而已ဆိုတာလင်ပဲဟင်းလေးပဲ家常菜而已ပေါ့เนาะဒီကိစ္စနေဖြေရှင်းတာအရန်ကောင်းတယ်这件事你处理得太好了အရန်ကောင်းတယ်ဟုတ်ကဲ့မဟုတ်ပါဘူးကျွန်တော်လုပ်တင်တာလုပ်တာပါ哪里您过奖了我只是做了ကျွန်တော်ကဘဲလုပ်လိုက်တယ်应该做的လုပ်တင်တာကိုပဲလုပ်တာ我只是做了应该做的